ဗုဒ္ဓဘာသာဝင်တိုင်းနေ့စဉ်ဖျားရှိကိုယ်တိုင်းမှာဥစွာပထမရွတ်ဆိုနေကြဖြစ်တဲ့နမောတတဗဂဝတော်အရာဟာတော်တမသမုဒ္ဒတဆိုတဲ့မဟာဗနာမစာကြောင်းကြီးဟာဘလို့စတင်ပေါ်ပေါက်လာခဲ့တာလဲရှေးရခင်ကအစဉ်ဆက်ပြောဆောင်မှတ်ပြုခဲ့ကြတာကတော့ဒီစာကြောင်းဟာပုဂ္ဂိုလ်တဦးတည်းကရွတ်ဆိုခဲ့တာမဟုတ်ပဲနတ်ပြမအတုရာအတီးတီတို့ကတပုတ်စီဖွဲ့ဆိုပူဇော်ခဲ့ရာကနေဖြစ်ပေါ်လာတယ်လို့ဆိုကြပါတယ်သူတို့ရွတ်ဆိုခဲ့တဲ့ပုဒ်တစ်ခုချင်းစီရဲ့အနက်အဓိပ္ပာယ်တွေကတော့အင်မတန်မှနည်းနည်းလှပါတယ်။ဒါပေမဲ့ဒီစာကြောင်းဟာတကယ်ပဲနတ်ပြမအတုရာတို့ကတပုတ်စီဖွဲ့ဆိုခဲ့တာလားဒါမှမဟုတ်နောက်ပိုင်းခေတ်လူသားတွေဖန်တီးခဲ့တဲ့ယုံကြည်မှုပုံပြင်တပုတ်ပဲလားဒီနေ့နမောတတရဲ့နောက်ွယ်ကနည်းနည်းတဲ့ပဟိတိကိုအတူတူဖော်ထုတ်ကြည့်လိုက်ရအောင်ရှေးရခင်ကဗုဒ္ဓဘာသာဝင်များအကြားမှာအစဉ်ဆက်ပြောဆောင်မှတ်ပြုခဲ့တဲ့ထူးဆန်းသောအယူအဆတစ်ခုရှိခဲ့ပါတယ်။နမောတတဆိုတဲ့မြင့်မြတ်သောပဏာမစာကြောင်းကြီးဟာပုဂ္ဂိုလ်တဦးတည်းကရွတ်ဆိုခဲ့တာမဟုတ်ပဲနတ်အတုရာမြမာတို့ကတပုတ်စီဖွဲ့ဆိုပူဇော်ခဲ့ကြတယ်လို့ဆိုကြပါတယ်။နမောရဲ့အနက်မှာရှိခိုးပါ၏အရှင်ဖျားလိုအဓိပ္ပာယ်ရပြီးမြတ်စွာဘုရားရှင်ကိုဖူးမြော်လိုက်ရတဲ့အချိန်မှာကြည်ညိုလွန်းတဲ့တာတာဂိရိနတ်ပြည်လူကြီးကလက်အုပ်ချီမှုပြီးပထမဆုံးရွတ်ဆိုခဲ့တယ်လို့ဆိုကြပါတယ်။တတရဲ့အနက်မှာထိုမြတ်စွာဘုရားအားလို့အဓိပ္ပာယ်ရပြီးဘုရားရှင်ရဲ့ဖုံးတော်နဲ့တခိုးတော်ကိုအံ့ဩလွန်းတဲ့အတုရိန်ယာဟုမင်းကြီးကဆက်လက်ပူဇော်ရွတ်ဆိုခဲ့ပါတယ်။ဘာဂဝတော်ရဲ့အနက်မှာဣတရိယယာတတိဓမ္မကာမပယတရေဟုသောဖုံးတော်6ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဟုအဓိပ္ပာယ်ရပြီးဒီကုံတော်ကိုစတုမဟာရဲနတ်မင်းကြီး4ပါးကချီးမွမ်းပူဇော်ခဲ့ကြတယ်လို့ဖွင့်ဆိုကြပါတယ်။အရာတော်ရဲ့အနက်မှာကိလေသာအညစ်အကြေးအလုံးမှအပြီးတိုင်ကင်းစင်တော်မူသောလူနဲ့ပြမအားလုံးရဲ့ပူဇော်ခြင်းကိုခံယူထိုက်တော်မူသောဟုအတိတ်ပဲရပြီးဒီမြင့်မြတ်တဲ့ဂုဏ်တော်ကိုတော့တာဝတိန်သာနတ်ပြည်မှတိကျမင်းကိုယ်တိုင်ရွတ်ဆိုခဲ့တယ်လို့ဆိုပါတယ်။တမတန်ဗုဒ္ဓတရဲ့အနက်မှာသင်္ခါရဝိကာရလက္ခဏာနိဗ္ဗာန်ပြည့်ရဲ့တေးဟုသောညီရတဲ့တရားအပေါင်းကိုဆရာမကူတယံမှုဉဏ်တော်ဖြင့်ကိုရောတိုင်သိမြင်တော်မူသောဟုအတိတ်ပဲရပြီးဒီတက်ပင်မြုတဉဏ်တော်ကြီးကိုတဟံမတိမြမမင်းကြီးကအဆုံးသက်ချီးကျူးပူဇော်ခဲ့တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့ဒီဇလန်းဟာတကယ်ပဲပိဋကတ်တော်ထဲမှာရှိခဲ့တာလား။ခိုင်လုံတဲ့မူရင်းပါဠိပိဋကတ်တော်တွေကိုပြန်လည်စစ်ဆေးကြည့်တဲ့အခါမှာတော့ပုဂ္ဂိုလ်9ဦးတပုတ်စီဖွဲ့ဆိုခဲ့တယ်ဆိုတဲ့အကြောင်းအရာကိုလုံးဝမတွေ့ရပါဘူး။တကယ်တော့တက္ကပညတ်တုတ်အရာတရားမင်းဟာမြတ်စွာဘုရားထံမှတရားနာယူပြီးသောတာပန်ဖြစ်သွားတဲ့အချိန်မှာအလွန်ဝမ်းမြောက်လွန်းတဲ့အတွက်မြေကြီးကိုလက်နဲ့ပုတ်ပြီးနမောတတဘာဂဝတော်အရာဟာတော်တမတန်ဗုဒ္ဓတဆိုတဲ့စာကြောင်းတစ်ခုလုံးကို၃ချိန်တိုင်တိုင်ကျူးရင်ပူဇော်ခဲ့တာပါဒါအပြင်မစည်းမနိကေမှာလည်းသောတာပန်ဖြစ်ပြီးသားဒနင်္ဇာနီပုံလေးမဟာဟာချော်လဲသွားတဲ့အချိန်မှာတော့အမှတ်တမဲ့နမောတတကိုသာရွတ်ဆိုခဲ့ကြောင်းထင်ရှားစွာဖော်ပြထားပါတယ်။ဒါဆိုရင်ပုဂ္ဂိုလ်9ဦးရွတ်ဆိုခဲ့တယ်ဆိုတဲ့ဒီယူဆဟာဘယ်ကစတင်ပေါ်ပေါက်လာတာလဲ။တကယ်တော့ဒါဟာနောက်ပိုင်းခေတ်ပညာရှိဆရာတော်ကြီးများကတီကာကျမ်းဂန္ဓိကျမ်းအဖွင့်ကျမ်းတွေထဲမှာမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုလူနဲ့ပြန်မအတူရဘုံဘောကအားလုံးကကြည်ညိုလေးစားကြကြောင်းအလင်းကဆန်ဆန်တန်းစားဆင်ဖွင့်ဆိုခဲ့ခြင်းသာဖြစ်နိုင်ပါတယ်။သမိုင်းမှတ်တမ်းကပြောတဲ့အမှန်တရားတစ်ခုယုံကြည်မှုကဖန်တီးထားတဲ့တရားတရားတစ်ခုနမောတက်တယ်ဆိုတဲ့စာကြောင်းတိုလေးရဲ့နောက်ွယ်မှာရာစုနှစ်များစွာဖုံးကွယ်နေခဲ့တဲ့နည်းနည်းသောပဟိတိတစ်ခုရှိနေခဲ့ပါတယ်။ဒါဆိုရင်သင်ကရောပိဋကတ်တော်မှာမှတ်တမ်းတင်ထားတဲ့အမှန်တရားကိုကိုယုံကြည်ပါသလား။ဒါမှမဟုတ်တရားတရားကိုပုံမနဲ့ဆိုင်စေတဲ့ဒဏ္ဍာရီဆန်တဲ့ဖွင့်ဆိုချက်ကိုပိုနှစ်သက်ပါသလားအောက်ကကောမန့်ထဲမှာဝင်ရေးပေးသွားကြပါအောင်။